ကမ္ဘာအကြီးဆုံးရေတပ်စခန်းကတရုတ်ပြည်မှာလည်းမဟုတ်တယ်လို့ရုရှားမှာလည်းမဟုတ်ပါဘူးပင်လယ်ပြင်ထဲမှာလည်းရှိနေတာမဟုတ်ပါဘူးသူကအမေရိကန်ပြည်ထောင်စုရဲ့မြေပြင်ပေါ်မှာတည်ရှိနေတာဖြစ်ပြီးအမေရိကန်လူမျိုးအများစုတောင်သတိမထားမိကြပါဘူးဒီစခန်းကဧကပေါင်း6000ကျော်ကျယ်ဝန်းပါတယ်6မိနစ်တိုင်းမှာလေယာဉ်တစ်စင်းအမြဲတမ်းပြန်တက်နေတာပါစစ်သင်္ဘောတွေကလည်းဈေးဝယ်စင်တာရဲ့ကားပါကင်မှာကားတွေပြည့်ကျက်နေတယ်လို့မျိုးဒီမှာစုပြုံးရနာထားကြတာဖြစ်ပြီးစစ်သင်္ဘော85စင်းလေယာဉ်134စင်းနဲ့စစ်မှုထမ်း3သိန်းကျော်ကိုလက်ခံထားတာပါပထမကမ္ဘာစစ်အတွင်းကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး3နှစ်အတွင်းမှာပဲမြို့တစ်မြို့စာအရွယ်အစားအထိတိုးချဲ့နိုင်ခဲ့ပါတယ်1918ခုနှစ်မှာပလဲစိတ်ခံတိုက်ခိုက်ခံရချိန်မှာတော့ဒီစခန်းကတင်ပေါ်တွေကတိုက်ပွဲဝင်ဖို့အနောက်ဘက်ကိုဦးတည်နေခဲ့ပါပြီဒုတိယကမ္ဘာစစ်ကိုရီးယားဗီယက်နမ်ပင်လယ်ကွေ့စစ်ပွဲကနေအကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေအထိအမေရိကန်ပါဝင်ခဲ့တဲ့ပဋိပက္ခတိုင်းရဲ့အရေးအယောင်တွေဒီမှာကြံ့ရစ်ခဲ့ပါတာဒေသခံတွေကတော့စစ်တီတွေစီလွတ်လိုက်တဲ့အခါစူညံတန်တွေထက်တိတ်ဆိတ်သွားတဲ့အငွေအသက်ကိုပိုခံစားရတယ်လို့ပြောကြပါတယ်ကလေးတွေကလည်းလေရင်တင်သင်းမောကြီးတွေဟိုးအဝေးကြီးစီပျောက်ကွယ်သွားတာကိုကြည့်ရင်ကြီးပြင်းလာကြတာပါမိသားစုတွေကလည်းဂျက်လေရင်တန်တွေနဲ့ပဲအချိန်တွေကိုတိုင်းတာနေကြတာဖြစ်ပြီးဒါဟာရေတပ်စခန်းတစ်ခုတသက်မဟုတ်ပဲအမေရိကန်ရေတပ်ရဲ့အုံနောက်လို့တောင်ပြောလို့ရပါတယ်ဒါကတော့သမုတ်တရားကြီးကအစအမိတ်နာခံရတဲ့ Naval Station Norfolk ပဲဖြစ်ပါတယ်